တာလွတ်လပ်ခြင်းနဲ့မတူရလူကတဲ့ငြိမ်းချမ်းစေဖို့အခွင့်တူညီမြဝါဒဖြူစင်တဲ့ပြေခန္ဓာနေပြီးတော့ဦးဇင်းတို့ကဒီနေ့ကိုဘယ်တော့မှမမေ့ဘူးနော်ဘယ်တော့မှမမေ့ဘူးဆိုတာကိုလည်းပဲပြောကြားခြင်းဖြစ်ပါတယ်ဦးဇင်းတို့ဒီနေ့ဒီတောင်းဆိုတင်တာတော့ဦးဇင်းတို့ဒီရွှေဝါရောင်တန်ဃာတွေအပေါ်မှာနှိမ့်ဆက်ခဲ့တဲ့နော်ဆရာနာရှင်တွေကကောင်းမှန်မှာဖြစ်ပါတယ်ဒီနေ့ချိန်ဒီဆရာနာရှင်တွေကတန်ဃာတွေအပေါ်မှာကောင်းမှန်ခြင်းမရှိသေးပါဘူးနော်ဒီဟာကိုကောင်းမှန်မှုမပြုဘဲနဲ့ဒီတပိတ်ကလည်းပဲလှမ်းမှာမဟုတ်သေးပါဘူးပြောချင်ပါတယ်ဗဒသမီးဦးနာကန်ဆောင်ရတဲ့တပိတ်ကလည်းလှမ်းမှာမဟုတ်သေးဘူးဆိုတော့ပြောချင်ပါတယ်ချိန်ထဲမှာပဲဦးဇင်းတို့ဒီနေ့မြန်မာပြည်မှာဖြစ်နေတဲ့အနေအထားတွေနော်မြန်မာပြည်မှာဆိုရင်ကိုယ်ဆိုရင်ဒီလက်ဗရောင်းတောင်တို့နော်ဒီတောင်ကြီးတွေပြောက်ရမယ်ဒီခင်းတွေဖြစ်နေတယ်နော်မန်းလေးနဲ့တကွမြို့ကြီးတွေမှာနော်အိမ်သိမ်းရာသိမ်းတွေခံနေရတယ်နော်လေယာဉ်တွေသိမ်းခံနေရတယ်ဒီသိမ်းခံနေရတဲ့အားတွေကိုအကောင်းဆုံးအပြေလည်ဆုံးဖြစ်အောင်နော်လက်ရှိနော်ဒီဆိုရအနေနဲ့အများဆုံးဆောင်ရွက်ပေးဖို့လည်းဦးဇင်းတို့တောင်းဆိုပါတယ်။ချိန်ထဲမှာပဲဦးဇင်းတို့လုံးဝဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့နော်2008ဖွဲ့စည်းပုံကိုဦးဇင်းတို့အနေနဲ့2008ဖွဲ့စည်းပုံကိုလုံးဝလုံးမရှိပါဘူး။ဒါကိုပြောချင်ပါတယ်။ဆောင်းရဖွဲ့စည်းပုံကိုဒီမိုကရေစီစံနှုန်းတွေနဲ့ကိုက်ညီအောင်ဒီမိုကရေစီနည်းတွေနဲ့ကိုက်ညီအောင်ပြည်ဆောင်ရွက်ပါလို့ဦးဇင်းတို့